Hello အားလုံးပဲမင်္ဂလာပါဒီနေ့ချိုးအနေနဲ့ပြပြပေးသွားမှာကတော့ဒီ F2 visa လျှောက်ဖို့အတွက်ပေါ့နော်အဓိကလိုအပ်ချက်တွေနဲ့ F2 visa လျှောက်လို့ရတဲ့ data တွေနဲ့ပြီးလို့ရှိရင် F2 ကဘယ်လိုလူတွေလျှောက်ထားလို့ရတယ်ဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်F2 visa ကဘယ် visa တွေကနေပြောင်းလို့ရလဲဆိုရင် E9 တို့ E7 တို့ကနေပြီးတော့ F2 visa ကိုပြောင်းလို့ရပါတယ်ဒီ F2 visa ကလူဦးရေနဲ့ပါတဲ့မြို့တွေမှာပေါ့နော် F2 visa ကိုလျှောက်လို့ရပါတယ်ဒီ F2 visa ရဲ့အဓိကအချက်တွေကဒီ2022ခုနှစ်အောက်တိုဘာလမှာပေါ့နော်စတင်ပြီးတော့ဒီစံသက်ကာလဖြစ်အကောင့်ထဲပေါ်နေတယ်ပေါ့အများအားနေထိုင်ခွင့်အနေနဲ့ဆိုလို့ရှိရင် visa အဖြစ်သူက9နှစ်နေထိုင်ပြီးတဲ့နောက်မှာအများအားနေထိုင်ခွင့် F5 ကိုလျှောက်ထားလို့ရပါတယ်နောက်တစ်ခါကနေထိုင်မှုစည်းကမ်းဆိုနဲ့နေထိုင်မှုစည်းကမ်းအနေနဲ့ပြောမှဆိုရင်သတ်မှတ်ထားတဲ့ဒေသတွေမှာအလုပ်လုပ်ကင်ပြီးတော့အနည်းဆုံး9နှစ်ထက်မနည်းနေထိုင်ရပါမယ်လျှောက်ထားရမယ့်သတ်မှတ်ချက်တွေကပေါ့နော်ဒေတာတစ်ခုနဲ့တစ်ခုမတူညီနိုင်တဲ့အတွက်ကြောင့်ပေါ့နော်လျှောက်ထားဖို့မလုပ်ခင်မှာကြိုတင်ပြီးတော့စစ်ဆေးဖို့လိုအပ်ပါတယ်မိသားစုခေါ်မယ်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဇနီးခင်မွန်းနဲ့သားသမီးတွေကို F31R visa နဲ့ခေါ်ယူပြီးတော့ဒီဇနီးတောင်မှမဟုတ်ခင်မွန်းတယ်လည်းအလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်နောက်တစ်ခုပေါ့နော်နေထိုင်ခွင့်တက်တန်းအနေနဲ့ဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့အမြင့်ဆုံးကာလမရှိပါဘူးဒီတစ်နှစ်တစ်ကြိမ်တက်တန်းတိုးရပါမယ်ရှောက်ထားနိုင်သူတွေကတော့ပညာအရေးချင်းဒါမှမဟုတ်လို့ရှိရင်ဝင်ငွေသတ်မှတ်ချက်နဲ့ကိုက်ညီနေသူတွေပေါ့နော်နေထိုင်ခွင့်ဗီဇာပြောင်းလဲခြင်းကန့်သက်ခံထားရသူတွေမပါဝင်ဘူးပေါ့နော်မှတ်ချက်အနေနဲ့ကဒေတာအလိုက်အပိုးဆောင်လိုအပ်ချက်တွေရှိနိုင်ပါတယ်နောက်ပေါ့နော်ရှောက်ထားရမှာသတိပြုရမယ့်အချက်တွေကဒီနေရလိပ်စာပြောင်းလဲခြင်းပေါ့နော်ဗီဇာခွင့်ပြုချက်ရရှိထားမှဒါဒီတစ်လအတွင်းမှာသတ်မှတ်ထားတဲ့ data ကိုပေါ့နော်နေထိုင်မှုလိပ်စာကိုပြောင်းလဲရပါမယ်အလုပ်လုပ်ကိုင်မှုမှာဆိုရင်တစ်နှစ်မှာသူက6လထက်မနည်းအလုပ်လုပ်ကိုင်နေရပါမယ်ဝင်ငွေသတ်မှတ်ချက်ကဝင်ငွေအခြေခံပြည့်ဗီဇာပြောင်းမှဆိုလို့ရှိရင်เนาะပြီးခဲ့တဲ့နှစ်ရဲ့ပေါ့နော်တဦးချင်းစီရဲ့ပြည့်မြောက်ဝင်ငွေ GNI က80%ထက်ရှိရပါမယ်ဒါကတော့ပေါ့နော် F2 ဗီဇာလျှောက်ထားလို့ရတဲ့ဒေတာတွေပဲဖြစ်ပါတယ်ဗီဇာလျှောက်ထားဖို့အတွက်လိုအပ်ချက်တွေကပေါ့နော်ပညာရေးချင်းနေနေဆိုလို့ရှိရင်ဒီကိုရီးယားမှာရှိတဲ့ college ဒါမှမဟုတ်တက္ကသိုလ်မှာပေါ့နော်ဘွဲရရှိထားသူဒါမှမဟုတ်လို့ရှိရင်ဘွဲရဖို့အတွက်6လအတွင်းမှာအချိန်ရှိသူပေါ့နော်နောက်တစ်ခုကကိုရီးယားဘာသာစကားကျွမ်းကျင်မှုက topic စာမေးပွဲကို level 4နဲ့အထက်ရရှိထားပါမယ်နောက်တစ်ခုကဒီ K2B level ကပေါ့နော် level 4အောင်မြင်ပြီးသူဖြစ်ရပါမယ်ဝင်ငွေအနေနဲ့ဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်ဝင်ငွေကကိုရီးယားနိုင်ငံသားတဦးချင်းစီရဲ့ပြည့်မြောက်ဝင်ငွေ GNI ရဲ့80%ထက်ကျော်ရပါမယ်သတိပြုရမှာပေါ့နော်ပြည့်မှုမှတ်တမ်းရှိသူတွေကဗီဇာလျှောက်ထားခွင့်မရပါဘူးကဲအားလုံးပဲဒီဗီဒီယိုလေးကနေပြီးတော့ F2 နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားလည်သွားပြီလို့ထင်ပါတယ်ဗီဇာနဲ့ပတ်သက်ပြီးတော့သိတာရှိရင်မရှင်းတာရှိလို့ရှိရင် comment ပေါက်မှာမေးမြန်းခဲ့နိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လူတွေသိရအောင်လည်းဒီဗီဒီယိုလေးကိုပေါ့နော်ဒီ like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye